ကဘာကျိုးဆိုတာရေလေမြေဆိုတဲ့အရာတွေနဲ့လုံးဝတဲ့ပုံစံအဖြစ်နေဆက်ကြဝဠာထဲမှာ23.5 ဒီဂရီတိမ်ဆောင်ပြီးနေကိုဗဟိုပြုလဲပတ်နေပါတယ်။လူအပါဝင်သတ္တဝါတွေဟာဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းဖြစ်ပေါ်လာပြီးရှင်သန်ရပ်တည်နေကြတာဖြစ်ပါတယ်ရှင်။ဓာတ်ကြီးလေးပါးတွေကတေဇောဓာတ်နဲ့အလင်းရောင်ကိုနေရောင်ခြည်ကရရှိနေတာဖြစ်ပါတယ်။မူလနေရောင်ခြည်ဟာအပူစွမ်းအင်နဲ့အတူခရမ်းလွန်ရောင်ခြည်တွေကိုပါတည်ဆောင်ပြီးကမ္ဘာမြေပြင်အထက်လေထုအလွှာ9လွှာကိုဖြတ်တန်းလာရပါတယ်။ခရမ်းလွန်ရောင်ခြည် ABC ၃မျိုးရှိပေမဲ့လူတွေကိုအရွယ်မတိုင်မီအိုမင်းဟျောစေတဲ့ခရမ်းလွန်ရောင်ခြည် A ကိုစုပ်ယူဖယ်ရှားနိုင်ခြင်းမရှိသလောက်နှဲပါတော့လဲမျက်စိတိမ်ဆွဲခြင်းအရေးပြားကင်ဆာစတဲ့ဆိုးကျိုးဖြစ်စေနိုင်တဲ့ခရမ်းလွန်ရောင်ခြည်ပြီး68%ကိုတော့လေထုဒုတိယအလွှာမှာရှိနေတဲ့အိုဇုံလွှာကစုပ်ယူဟန်တာထားနိုင်ပြီးခရမ်းလွန်ရောင်ခြည်စီကိုတော့အပြည့်အဝစုပ်ယူထားတဲ့အတွက်ကမ္ဘာမြေပေါ်ကိုမကျရောက်နိုင်ပါဘူး။သူ့ရဲ့အကျိုးကျေးဇူးတွေကိုပြောရမယ်ဆိုရင်လူသားတွေရဲ့အရေးပြားတွေကိုထိုးဖောက်ဝင်ရောက်နိုင်ပြီးအပင်နဲ့သတ္တဝါတွေရဲ့ DNA ကိုဖျက်ဆီးပစ်နိုင်တဲ့အန္တရာယ်ရှိဆုံးခရမ်းလွန်ရောင်ခြည် UVB တွေကမ္ဘာမြေပေါ်ကိုမကျရောက်အောင်အိုဇုံလွှာဟာနေကာ sunscreen လိုပဲကာကွယ်ပေးထားပါတယ်။ဒါပေမဲ့အိုဇုံလွှာပါလာတဲ့အခါခရမ်းလွန်ရောင်ခြည် UVB တွေဖြတ်တန်းနိုင်ပြီးဆိုးကျိုးသက်ရောက်မှုတွေများလာနိုင်တယ်ဆိုတာသတိပြုကြစီလိုပါတယ်ရှင်။အိမ်မော်သီးတစ်လုံးရဲ့အခွန်ပမာဏလောက်သားရှိတဲ့ပါလွှာလှတဲ့အိုဇုံလွှာဟာကလိုရိုဖလူရိုကာဗွန် CFC လို့ခေါ်တဲ့ပေါင်းစပ်ဓာတ်ငွေ့ရည်တွေအကြောင်းမျိုးမျိုးကြောင့်အငွေ့ပြန်ပြီးလေထုထဲကိုရောက်ရှိသွားရမှာအိုဇုံမော်လီကျူးတွေပြိုကွဲပျက်စီးစေတဲ့အတွက်အိုဇုံလွှာအထူဟာပြင်းပြရှိတဲ့ပမာဏ220 Dobson unit ထက်လျော့နေပြီးပါလာပါတယ်။ရိုးရိုးပြောရမယ်ဆိုရင်အိုဇုံလွှာအပေါက်ဖြစ်လာပါတယ်။အိုဇုံအပေါက်ဖြစ်ထင်ရှားစွာမြင်နိုင်ခဲ့တဲ့ကာလကတော့1981 1982 ခုနှစ်များမှာဖြစ်ပြီးတစ်နှစ်ပတ်လုံးရေခဲနေတဲ့အန်တာတိကတိုက်ပေါ်ကကောင်းကင်ယံမှာတွေ့ရှိခဲ့ကြပြီးအိုဇုံလွှာထိန်းသိမ်းရေးအသီးစိမ့်တဲ့လုပ်ငန်းတွေအရှိအဟုန်နဲ့စတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်ရှင်။သူတေသူတွေဟာအိုဇုံလွှာပါလာရခြင်းရဲ့တခြားအကြောင်းရင်းတွေကိုလေ့လာခဲ့ကြရမှာခင်မီလူနေမှုဘဝအတွက်တီထွင်အသုံးပြုလာကြတဲ့ရေခဲတစ်တာလေအေးပေးဆက်အေးခဲဆက်စတဲ့အေးဘေးဆက်ပစ္စည်းတွေမှာထည့်သွင်းအသုံးပြုတဲ့ကလိုရင်းစိုက်ပျိုးရေးသုံးပိုးသက်ဆေးအချို့မှာပါဝင်တဲ့ဘရိုမင်းနဲ့မိသက်ဆေးဘူးတွေမှာပါဝင်တဲ့ဟေလွန်ဒရက်ပစ္စည်းတွေဟာအိုဇုံလွှာကိုပျက်စီးစေတဲ့ဆိုတာကိုတွေ့ရှိခဲ့တဲ့အတွက်ကမ္ဘာခေါင်းဆောင်တွေဟာအိုဇုံလွှာကာကွယ်ရေးဆိုင်ရာဗီယက်နာကွန်ဗင်းရှင်းကို1985ခုနှစ်မှာသဘောတူလက်မှတ်ရေးထိုးပြီးကလိုရိုဖလူရိုကာဗွန်သုံးစွဲမှုကို2010ခုနှစ်မှာလုံးဝရပ်ဆိုင်းခဲ့ရပါတယ်။ဒါပေမဲ့ကျမတို့လူသားတွေကနေထိုင်ရာခရီးသွားလာရမှာတက်တောက်တတာရှိမှုစားရည်ရိတ်ခါစေဝါနဲ့ကုန်ပစ္စည်းမျိုးစုံတိုးလောင်မှုတည်ယူပို့ဆောင်မှုဖြန့်ဖြူးရောင်းချရမှာအသုံးဝင်မှုဓာတ်ခွဲခန်းတွေအတွက်အရေးပါမှုစတဲ့ကောင်းကျိုးများကြောင့်အေးဘေးနည်းပညာတွေကိုစွန့်လွတ်နိုင်ခြင်းမရှိဘဲစိုးကျိုးသက်ရောက်မှုနဲ့ပြီးပုံမကောင်းမွန်တဲ့နည်းပညာတွေကိုတီထွင်ဖန်တီးနေကြပါတယ်။အဲဒီလိုနဲ့အိုဇုံလွှာထိခိုက်ပျက်စီးမှုအများဆုံးဖြစ်တဲ့ကလိုရိုဖလူရိုကိုအစားထိုးဖို့အတွက်အိုဇုံလွှာထိခိုက်ပျက်စီးမှုလျော့နေတဲ့ HCFC အမျိုးအစားပေါင်းစပ်ဓာတ်ငွေ့အရေးဖြစ်တဲ့ drug ပစ္စည်းတွေကိုဓာတ်ခွဲခန်းတွေမှာတီထွင်ဖန်တီးထုတ်လုပ်အသုံးပြုလာကြပါတယ်။တစ်ဖက်ဒီအစားထိုး drug ပစ္စည်းတွေမှာလည်းအိုဇုံလွှာထိခိုက်ပျက်စီးစေတဲ့အာနိသင်ရှိနေစေဖြစ်တဲ့အတွက်လူသားတွေနဲ့အခြားသောသက်ရှိတွေရဲ့ကျန်းမာရေးနဲ့အသက်ရှင်သန်ရေးကိုအလေးထားပြီး Montreal နောက်ဆက်တွဲစာချုပ်ကို1989ခုနှစ်မှာ၎င်းပြင်ဆင်ချက်တွေကို1990 1992 1999 1999နဲ့2016ခုနှစ်တွင်မှ၎င်းအသီးသီးချုပ်ဆိုခဲ့ကြပြီးလျှော့ချတာရက်ဆိုင်တာတွေလုပ်ခဲ့ကြတာအခုဆိုရင် HCFC ကို2040ပြည့်နှစ်အရောက်မှာလုံးဝရက်ဆိုင်ရမှာဖြစ်ပါတယ်။ HFC ကို2029ခုနှစ်ကစပြီး2045ခုနှစ်အရောက်မှာ80%အထိလျှော့ချသွားရမှာဖြစ်ပါတယ်ရှင်။ဒီလိုအေးဘေးဒရက်ပစ္စည်းတွေသုံးစွဲမှုနဲ့ဆက်လင်းပြီးလျှော့ချခြင်းထိန်းချုပ်ခြင်း baseline data တွက်ချက်၍အချက်အလက်ကောက်ယူခြင်းအိုဇုံလွှာနဲ့ရာသီဥတုပြောင်းလဲမှုကိုထိခိုက်မှုမရှိစေတဲ့သုတေသနများပြုလုပ်ပြီးရန်ကုန်ငွေဆိုင်ရာနဲ့ဂီဂါလီဂတိကဝတ်ကိုအကောင့်ထဲပေါ်နိုင်ဖို့မွန်ထရီယယ်နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ OEWG လုပ်ငန်းအဖွဲ့ညှိနှိုင်းစည်းဝေးနှစ်စဉ်ပြုလုပ်ပြီး
စောင့်ကြည့်လေ့လာတာစမ်းစစ်ဆုံးဖြတ်တာတွေပြုလုပ်ပြီးအစိုးရအဖွဲ့အစည်းတွေနဲ့အတူပြည်သူအလုံးကလည်းတက်ညီလက်ညီပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာကြောင့်ဝေယိုဇုံဒေသမှာရှိတဲ့အိုဇုံလွှာဟာ2066ခုနှစ်မှာပြန်လည်ကောင်းမွန်လာနိုင်မယ်လို့ခန့်မှန်းထားကြပါတယ်မြန်မာနိုင်ငံအနေနဲ့ပြည်စင်ချက်၄ရက်ကိုသဘောတူလက်မှတ်ရေးထိုးပြီးဖြစ်ပေမဲ့ကီဂါလီပြည်စင်ချက်ကိုလက်မှတ်ရေးထိုးနိုင်ရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုသဘောထားမှတ်ချက်တောင်းခံတာAAP စက်ပစ္စည်းဆိုင်ရာပညာရှင်တွေဝန်ထမ်းတွေကျောင်းသူကျောင်းသားတွေကုမ္ပဏီအဖွဲ့အစည်းတွေကိုအသိပညာပေးတာတွေဆောင်ရွက်နေတဲ့အပြင် HFC နဲ့မိတိုင်း Bromide Data Volunteer Assessment Team အဖွဲ့နှစ်ဖွဲ့ဖွဲ့စည်းပြီးအချက်အလက်တွေကောက်ယူတွက်ချက်တာမျိုးသားအဆင့်ပို့ဆုံးယူနစ်အဖွဲ့နဲ့ညှိနှိုင်းဆွေးနွေးတာတွေဆောင်ရွက်နေပါတယ်။ HFC အုပ်စုဝင် AAP ဒရက်ပစ္စည်းတွေဟာပို့ဆုံးတဲ့အကျိုးကျေးဇူးများစွာကိုလည်းပေးနိုင်ပါတယ်။ဒါကြောင့်ယခုနှစ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ Montreal Protocol Fixing the Ozone Layer and Reducing Climate Change ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအိုဇုံလွှာထိန်းသိမ်းကာကွယ်ပေးဆောင်ပုဒ်နဲ့အညီ Montreal နောက်ဆက်တွဲစာချုပ်အဖွဲ့ဝင်နိုင်ငံများအနေနဲ့ကီဂါလီပြည်စင်ချက်ကိုထောက်ခံခြင်းဖြင့်အိုဇုံလွှာကိုထိန်းသိမ်းကာကွယ်ဖို့လိုသလိုရာသီဥတုပြောင်းလဲမှုလျှော့ချရေးအတွက်ပါပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းတိုက်တွန်းနှိုးဆော်တင်ဆက်လိုက်ရပါတယ်ရှင်။